ညနိုင်တဲ့စိတ်ပိုင်းဆိုင်ရာ interview တဲ့ချိန်မှာဆိုနေအောက်နှိမ့်နေတာမဟုတ်ဘူးနေက level 2ဖြစ်နေတာနေလို့စီးပွားရေးလောက်တာလို့ယူဆထားလိုက်နေလို့ရဲ့စိတ်ထဲမှာပေါ့နော်အဲ့လိုလေးစိတ်မွေးထားရမယ်နေ့မှာကယောဂရှိရဲ့ကွတိငေါ့မှာဆေးရှိရဲ့နေယောဂရှိတော့ငေါ့နီဆေးပေးရဲ့နေငေါ့ပတ်စံပေးရဲ့အဲ့လိုလေးစိတ်နေစိတ်ထားပြင်ထားမယ်နေကသူ့ဆရာယူတာမဟုတ်ဘူးသူ့မှာလိုအပ်ချက်ရှိနေရဲ့သူ့မှာယောဂရှိနေရဲ့နေကဆရာဝင်နေကဆေးရှိရဲ့လူနေတို့ဆေးပေးလိုက်တယ်သူ့ရဲ့ပြဿနာကိုဖြေရှင်းလိုက်တယ်အဲ့တော့ तू ကနေပတ်စံပေးလိုက်တယ်အဲ့စိတ်ပြင်ဆင်ထားနိုင်ဖို့အတွက်လားရှင်းရမယ်နောက်တစ်ချက်ကလည်းသူတို့ညှိနှိုင်းတာကတရုပ်ဆောင်တာပြောမစလားသူတို့ရဲ့ဘဝဟာတရုပ်ဆောင်ပဲကိုယ့်ရဲ့ဆက်လမ်းမှာပဲတရုပ်ဆောင်နေရဲ့အိမ်မှာဆိုရင်သမီးတရုပ်ဆောင်တယ်အပြင်မှာဆိုရင်သူငယ်ချင်းတရုပ်ဆောင်တယ်အလုံးမှာဆိုရင်နေထမ်းဆောင်တဲ့အလုပ်ကိုတရုပ်ဆောင်တယ်မတူညီတဲ့ဆက်ဆောင်ပဲဟန်ဆောင်တာမဟုတ်နော်တရုပ်ဆောင်တာအဲကြောင့်မို့ညှိနှိုင်းတဲ့အချိန်မှာလည်းတရုပ်ဆောင်တာပဲသူ့ဖက်မှာဘယ်လိုလိုအပ်တာလဲဆိုတော့နေဘယ်လိုတရုပ်ဆောင်ပေးလိုက်တရုပ်ဆောင်တဲ့စွမ်းရည်အထက်မှာထည့်လိုက်ဒုတိယကရဲရင်စွာနဲ့စေစစ်စေဖြက်ခုတ်ဥမာစလို့စီပွားရေးညှိနှိုင်းရဲ့အချိန်မှာသူခေါ်ရစေရဲရဲစွာစစ်တတိယကဘာကြီးလဲဆိုတော့အကောင်းဆုံးရဲ့ဝယ်ယူခြင်းဟာမဝယ်ဘူးအကောင်းဆုံးရဲ့ရောင်းခြင်းဟာမရောင်းဘူးပြောမှဆိုရင်ဥမာလားစလို့ပစ္စည်းနေလို့ကြုံလိမ့်မယ်ထင်တာပဲစိတ်တာအနည်းအများကြုံဖူးလိမ့်မယ်ထင်တာပဲအကောင်းဆုံးရဲ့ဝယ်ယူခြင်းရဲ့စေနှုံရခြင်းနဲ့ဆိုရင်ဘယ်ကနေရတာလဲဆိုတော့မဝယ်တော့မယူတော့ဘူးအဲ့ဆိုရင်သူ့ဖက်မှာဘာဖြစ်လဲရောင်းခြင်းနဲ့ဆိုတော့သူကရှော့မှာဒါပဲလေးဆက်သွားရအောင်ပြီးတော့လားစလို့စေနေညှိနှိုင်းတဲ့ချိန်မှာသူ့ဖက်မှာလားစလို့ okay confirm တခုစေနှုံတခုရောက်လာပြီဒီစေတက်မှတ်လိုက်ပြီတက်မှတ်လိုက်ပြီးတော့သူ့ဖက်မှာလည်းနှစ်စီကိုထပ်ပြီးတော့ request လေးတောင်းဆိုချက်လေးတောင်းလာတယ်ဥမာစေနှုံလားစလို့ညှိထားရင်9သိန်းဆိုပါဆိုဒါပေမဲ့ तू ကအေးနည်းနည်းဆက်လျှော့လို့ရသေးလားလို့သူတောင်းဆိုလာခဲ့လို့ရှိရင်နေလဲပါပြန်လို့ရမယ်ဆိုတော့ထပ်ပြောတခုပြန်တောင်းဆို okay ငေါနီတခုရှော့ပေးလိုက်လို့ရှိရင်နေငေါ့ကိုဘာပြန်ပေးမလဲသူတောင်းခဲ့လို့ရှိရင်နေလဲပြန်တောင်းတော့မဟုတ်လားဆိုတော့ပစ္စည်းဝယ်တယ်ဆိုပါဆိုဒီပစ္စည်းကငေါ့ဝယ်လိုက်တယ် okay ဒီပစ္စည်းဝယ်လိုက်တော့ဘာလက်ဆောင်လေးရမလဲမပေးလဲ social မှုမရှိဘူးဟာနော်ပေးခဲ့လို့ရှိရင်အမြတ်ဒါကအရေးပါဆုံးပဲဘာကြီးလဲဆိုတော့ဆိုတော့ညှိနှိုင်းတဲ့ချိန်မှာအရေးပါဆုံးကဘာကြီးလဲဆိုတော့သူ့ဖက်တခြားဖက်ကိုဘာခန်းစားချက်ပေးရမလဲဆိုတော့သူနိုင်သွားတယ်လို့ခန်းစားချက်ပေးရမယ်စီးပွားရေးတိုင်းညှိနှိုင်းတိုင်းမှာအဲ့လိုလေး feeling ပေးနိုင်လို့ရှင်ဒီညှိနှိုင်းခြင်းကအောင်မြင်တယ်လို့သတ်မှတ်လို့ရတယ်သူအမြတ်ရသွားတယ်လို့သူနိုင်သွားတယ်လို့ခန်းစားချက်ပေးရမယ်ဘာကြောင့်လဲအဲ့ဒီဒါဆိုလို့ညှိနှိုင်းပြီးတော့တက်မဲ့လိုက်သွားပြီဒါပေမဲ့သူ့ရဲ့စိတ်ထဲမှာကနေအမြတ်ရယူသွားလိုက်တယ်သူနည်းနည်းဆုံးရှုံးသွားလိုက်တယ်အဲ့တော့သူနောက်တစ်ချိန်နေ့စီကိုမလာတော့ဘူးနိုင်သွားရဲ့ခန်းစားချက်ပေးရမယ်ဆိုတော့အမြတ်များများသူ့ပေးတာမျိုးမဟုတ်နည်းနဲ့နာပြီးတော့မျိုးမဟုတ်ဘူးအားလုံးစဉ်းနေဆရာရှိလား ဘယ်လောက်ရှင်းပြောတဲ့ interview focus ကိုနားထောင်ပြီးတော့90ရာခိုင်နှုန်း interview အောင်ပါလို့ရှိရင်ဒါကလက်စလို့ချင်းနဲ့ရလဲခုပဲပေါ့နော်များများရပါစေ First step